ကိုစိတ်ဖြည့်လျှော့အပန်းဖြည့်တရားမှတ်မနေ့20နိုင်ဝက်လောက် relaxation meditation လုပ်ရအောင်ဒါကိုစိတ်အပန်းဖြည့်တာနော်ပင်ပန်းနေတဲ့ခန္ဓာကိုနော်ပင်ပန်းနေတဲ့စိတ်coordinate လုပ်ပေးတာcoordinate မလုပ်ရင်ခန္ဓာကိုနားကျင်တဲ့ချိန်မှာစိတ်ကမနားနိုင်ဘူးအဲ့ဒီလိုဆိုရင်လည်းပဲအနားမရဘူးစိတ်ကနားကျင်တယ်ခန္ဓာကိုယ်ကrestless ဖြစ်နေတယ်ဆိုရင်လည်းပဲအဲ့ဒါနားလို့မရဘူးဒီအခုတရားထိုင်တဲ့နေ့ကရုံးမှလည်းထိုင်လို့ရတယ်ကားပေါ်မှာကားမောင်းတာမဟုတ်ဘူးဆိုရင် driver အနေနဲ့ကားပေါ်မှာလည်းပဲအနားယူလို့ရတယ်ကားဆောင်ရင်နဲ့လေရင်ပြန်ဆောင်ရင်နဲ့အနားယူလို့ရတယ်ကလတ်ထိုင်မောထိုင်နေလူတွေကြောမိထားလိုက်လက်ထိုင်ကြောမိထားနောက်ခန္ဓာကိုတင်းမထားနဲ့ခန္ဓာကို relax လုပ်ထားရှော့ထားနောက်ပြီးတော့လက်ကိုဖောင်းပေါ်တင်ထားနေရတယ်ဘေးနာချထားနေရတယ်လက်ဖွားကိုအပေါ်ထောင်းလိုက်လက်ဖွားကိုလှမ်းထားလိုက်နောက်ဝင်လေထွက်လေကြကြနနရှုရှိုက်ပြီး slow and deep breathing slow and deep breathing ခန္ဓာကိုပင်ပန်းနေတယ်အရဲရဲအလားလားအလုပ်လုပ်ခဲ့တာတွေ stress chemical တွေစုထားတယ်အဲ့ဒါတွေဒီနေ့ကိုနည်းနည်းသူ hangover ဆိုတာလေအရင်ရက်ကပင်ပန်းမှုဒီနေ့ဒီပါလာတယ်အရင်ဘက်ကပင်ပန်းမှုဒီပတ်ထဲဒီရောက်လာပါလာတယ်အရင်လပင်ပန်းမှုဒီလာဒီပါလာတယ်ပင်ပန်းနေတဲ့ခန္ဓာကိုအဲ့ဒါကို register လုပ်လိုက်ခန္ဓာကိုပင်ပန်းနေတယ်ပင်ပန်းနေတဲ့ခန္ဓာကိုသွားပြီးအပြစ်မတင်နဲ့ပြီးတော့ resist မလုပ်နဲ့တဲ့ don't fight with the exhausted body just accept it look at it with compassion ခယုဏနဲ့ကြည်ပေးပါပင်ပန်းနေတဲ့ခန္ဓာကိုခယုဏနဲ့ကြည်ပေးငိုနေတဲ့ကလေးငယ်လေးကိုမိခင်ကခယုဏစိတ်နဲ့ခယုဏမျက်စိနဲ့ခယုဏနှလုံးသားနဲ့ကြည်တယ်ပွေပိုက်တယ်နှစ်သိမ့်တယ်ဒီတိုင်းမှာပဲပင်ပန်းနေတဲ့ခန္ဓာကိုခယုဏနဲ့ကြည်ပေးခယုဏဆိုတဲ့သဘောထား compassionate attitude ဒီအတိနဲ့ဒီအတွေ့နဲ့ကြည်ပြီးတော့ဝင်လေထွက်လေချမ်းချမ်းသာရှုရှိုက်ပါအဲ့ရဆိုရထားလို့ပင်မနာဖြစ်ခြင်းဖြစ်မယ်ညာကောင်းအိမ်မပြောလို့ပင်မနာဖြစ်မယ်အလုတ်ပင်မလို့ပင်မနာဖြစ်မယ်စိတ်ပင်မလို့ exhausted ဖြစ်ခြင်းဖြစ်မယ်ထမင်းစားပြီးခန္ဓာကိုအစာတွေချေချက်နေရလို့အင်အားတွေအများကြီးသုံးရလို့ပင်မနေတာဖြစ်မယ်ဘယ်လိုပဲဖြစ်ဒါအမြဲတမ်းတွေးနေရတဲ့အနေအထားတွေပါအမြဲတမ်းတွေးကြုံနေရတဲ့အတွေ့အကြုံတွေဖြစ်ပါတယ် acceptance လက်ခံတာစိတ်ပင်မနာကိုလက်ခံတာခန္ဓာကိုပင်မနာကိုလက်ခံတာမိခင်ကငိုနေတဲ့သားလေးကိုကြည့်တဲ့ပုံစံမျိုးနဲ့အခုခါမှာပင်မနေတဲ့ခန္ဓာကိုငိုနေတဲ့ကလေးလေးလိုပဲ
mindfulness ခေါ်တဲ့တတိနဲ့အတိတတိတရားအတိတရားဒါကမိခင်ဒီချိန်မှာတူဒီတော့တာရှိတဲ့မိခင်လို့တခြားဘာမှကျူးဆိုင်စရာမရှိဘူးကျူးဆိုင်ဖို့မလိုပင်မနေတဲ့ခန္ဓာကို priority ထားလိုက်ပင်မနေတဲ့ခန္ဓာကိုမှပဲစိတ်ထားဝင်နေထွက်လေချမ်းချမ်းသာသာရှုဆိုင်ပြီးပင်မနေတာကိုမပင်မအောင်ဆိုပြီးတော့သွားမလုပ်နဲ့ပင်မနေတာလေးကိုပဲလက်ခံလိုက်ငိုနေတဲ့ကလေးပွေ့ချီလိုက်နှစ်သိမ့်လိုက်အားပေးလိုက်နှွေးထွေးမှုပေးလိုက်မငိုနဲ့ဆိုပြီးတော့သွားပြီးတော့မပိတ်နဲ့အားပေးဦးမယ်အားပေးကလေးသူကသူအငိုတိတ်သွားလိမ့်မယ်မငိုနဲ့လို့ပြောရင်ကလေးသူကသူကြောက်ပြီးတော့survival instinct ပုံစံမျိုးနဲ့သူ react လုပ်လိမ့်မယ်ဒါကြောင့်ဒီခန္ဓာကိုပင်ပန်းတာကိုနားလည်ပေးလိုက်ခန္ဓာကိုပင်ပန်းနေတာကိုလက်ခံပေးလိုက်ပင်ပန်းနေတဲ့ခန္ဓာကိုပင်ပန်းနေတဲ့ခန္ဓာကိုအတွက်ဝင်နေထွက်လေချမ်းချမ်းသာသာရှုရှိုက်ပါ Your body is exhausted because you're tired. The muscles are tense and heavy because over the weeks, over the months, over the years, you have been accumulating a lot of stress. Don't fight with exhaustion. Just accept it and take deep and slow breathing for the entire body. ကြွက်သားတွေတင်းနေတာခေါင်းမှာလည်းခေါင်းပေါ်ကြွက်သားတွေနှစ်ဖူးကြွက်သားတွေပခုံးကြွက်သားတွေကြောရိုးကြွက်သားတွေခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေတင်းနေတာအဲ့ဒါဒီတိုင်းပဲလက်ခံလိုက်ပါအရှိကိုရှိတိုင်းလက်ခံလိုက်ပြုပြင်ဖို့မကြိုးစားနဲ့သူအရှိရှိတိုင်းပဲလက်ခံလိုက် Don't interfere with the physical process. If you just accept it totally without interfering with the process, then the body will heal itself. ခန္ဓာကိုယ်သူ healing ရလာလိမ့်မယ်အဓိကကတော့သူ register လုပ်ပေးရမယ်ပင်ပန်းနေတယ်ဆိုတော့ register လုပ်ပေးဝင်လေထွက်လေချမ်းချမ်းသာသာရှုရှိုက်ပေး deep and slow breathing deep slow and gentle breathing အစာအိမ်ကိုစိတ်ပို့လိုက်ပါအစာချီချက်နေတဲ့စာအိမ်ပင်မမအလုပ်လုပ်ရတယ်စားလိုက်တဲ့အစာတွေဝယ်တော့လည်းပဲရွေးလို့ရတယ်ချက်တော့လည်းပဲရွေးပြီးတော့ချက်လို့ရတယ်စားတော့လည်းပဲဝါတော့လည်းပဲဝါရွေးပြီးတော့ဝါလို့ရတယ်ဒါပေမဲ့အစာအိမ်ကရွေးခွင့်မရှိပါဘူးစောပိုင်းဝါထားသမျှမြူထားသမျှအစာအိမ်ကချက်ရတယ်ဒါကြောင့်ဒီလောက်ထိပင်မနဲ့အရေးပါလာတဲ့အလုပ်ကိုလုပ်နေတဲ့အစာအိမ်ခြေစွပ်တင်နေနဲ့ဝင်လေထွက်လေချမ်းချမ်းသာသာရှုရှိုက်ပါအစာအိမ်နာမှာရှိတဲ့ကြွက်သားတွေတင်းနေတာဝင်လေထွက်လေချမ်းချမ်းသာသာရှုရှိုက်ပြီးတော့ကြွက်သားတွေလျှော့ပြီး relax လုပ်ပြီးခုတစ်ခါဥခေါင်းကိုစိတ်ပို့လိုက်ပါဥခေါင်းတစ်ခုလုံးမှရှိတဲ့ကြွက်သားတွေတင်းနေတာပင်မလို့
ရေးလို့လည်းဖြစ်နိုင်တယ်စာကြည့်လို့လည်းဖြစ်နိုင်တယ် Facebook တွေကြည့်များလို့လည်းဖြစ်နိုင်တယ်ကားမောင်းလို့လည်းဖြစ်နိုင်တယ်အလုပ်ကိစ္စနဲ့စကားပြောတာများလို့လည်းဖြစ်နိုင်တယ်အလုပ်လို့လည်းဖြစ်နိုင်တယ်မဟုတ်ရင်လည်းပဲရဲအလားလားကစုထားတဲ့ stress တွေကြောင့်လည်းဖြစ်နိုင်တယ် stress chemical တွေစုနေတာဝင်လေထွက်လေချမ်းချမ်းသာရှုရှိုက်ပြီးညင်ညင်သာသာရှုရှိုက်ပြီးဥက္ကောင်ကကြွက်သားတွေမှရှိတယ်တင်မာမှုတွေလျှော့ပေးပါ let go လုပ်ပါ release လုပ်ပါအတင်းတော့မလုပ်နဲ့ညင်ညင်သာသာပဲညင်ညင်သာသာပဲအသက်ရှူညင်ညင်သာသာပဲ register လုပ်ပါဒီတင်းမာမှုတွေပျောက်သွားပါစေဆိုပြီးတော့အတင်း force လုပ်တဲ့ပုံစံမျိုးမလုပ်ပါနဲ့အဲ့ဒါလုပ်ရင် negative reaction ရတတ်ပါတယ်ဒါခန္ဓာကိုယ်မေတ္တာလက်တွေ့ပွားနေတာပါခုတစ်ခါနှစ်ဖူးရဲ့မျက်လုံးနှစ်ဖက်ဝန်းကျင်မှာရှိတဲ့ကြွက်သားတွေရဲ့မျက်နှာတစ်ပြင်လုံးရဲ့ကြွက်သားတွေတင်းနေတာအဲ့ဒါသတိနဲ့ကတ်ထားလိုက်ကြွက်သားတွေတင်းနေတယ်ရှော့ပေး relax လုပ်ပေးဝင်လေထွက်လေချမ်းချမ်းသာရှုရှိုက်ပေး the muscles around your forehead around your eyes your cheeks both left and right your chins all the muscles are tense because you're tired relax place your tongue on the floor of your mouth and breathe in and out slowly gently ရှာကိုကိုက်မထားနဲ့ရှာကို relax လုပ်ထားပါအခုတခါတစ်ခုံးလက်မောင်းတထောင်စစ်လက်နှစ်ဖက်နောက်လက်ဖဝါလက်ဖမိုးလက်ချောင်းနေတို့မှလည်းကြွက်သားတွေတင်းနေတာပင်မလို့ရှော့ပေးအနာပေးလိုက်ဝင်လေထွက်လေချမ်းချမ်းသာရှုရှိုက်ပေး deep and slow breathing deep and slow breathing ခုတခါကြောရိုးအာယုံပို့လိုက်ပါစိတ်ပို့လိုက်ပါကြောရိုးမှာရှိတဲ့ကြောရိုးတစ်လျှောက်မှာရှိတဲ့ကြွက်သားတွေသူတို့လည်းပင်ပန်းနေတယ်နောက်ခါတစ်လျှောက်လုံးမှာရှိတဲ့ကြွက်သားလည်းပင်ပန်းနေတယ်ထိုင်တဲ့အခါလည်းပဲ support ပေးရတယ်အလုပ်လုပ်ရတယ်ခန္ဓာကိုယ်တစ်ခုလုံးရတဲ့ခါလည်းဒီတိုင်းလမ်းလျှောက်တဲ့ခါလည်းဒီတိုင်းအဲ့တော့ဒီကြောရိုးနော်ကြောရိုးမှာရှိတဲ့ကြွက်သားတွေ stress တွေကိုစုထားတာ accumulate လုပ်ထားတာပင်ပန်းနေတယ်ဝင်လေထွက်လေချမ်းချမ်းသာရှုရှိုက်ပြီးအနာပေးပါစိတ်လေးလျှော့ခန္ဓာကိုယ်ကြွက်သားနေလေးလျှော့ခုတခါခန္ဓာကိုယ်အောက်ပိုင်းပေါင်းနှစ်ဖက်ဒူးနှစ်ဖက်ခြေသလုံးခြေမျက်စိခြေဖနှောင်းခြေဘဝခြေဖမိုးခြေချောင်းနေမနာတာလို့ရပါတယ် break time မရှိဘူးလိုင်းလျှောက်လည်းပါတယ်ထိုင်လည်းပါတယ်ရန်လည်းပါတယ်ခြေတစ်လုံးနဲ့ပေါင်းကိုဒူးကခိုးတင်နေလုပ်ပေးရတယ်
အဲ့ဒီ coordination လုပ်ရတာလေနားချိန်မရှိဘူးတဲ့အဲ့တော့အကုန်လုံးပင်ပန်းနေတာတစ်ခုလုံးပင်ပန်းနေတယ်ဝင်လေထွက်လေချက်ချနာရှုရှိုက်ပြီခုရခဝင်လေထွက်လေကိုစိတ်ပြန်ပို့လိုက်ပါဝင်လေထွက်လေမှာအတိလေးကတ်ထားလိုက်ညင်ညင်သာသာအေးအေးဆေးဆေးဝင်လေထွက်လေရှုရှိုက်ပါပင်မနေတဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုကိယုဏနဲ့ကြည်ပြီးတော့ဝင်လေထွက်လေရှုရှိုက်ပေးပါဒီကြားထဲမှာစိတ်တောကတွေ anxiety တွေဝင်လာနေဆိုရင်လည်းပဲသူကို register လုပ်လိုက်အတိမပြုလိုက်လက်ခံလိုက်ပြင်ဝင်လေထွက်လေဆက်ပြီးတော့ရှုချာချာနနအာရပါရအသက်ရှုရှိုက်တဲ့ဆိုရင်အဆုတ်ထဲကိုအောက်ဆီဂျင်လုံလောက်ရောက်သွားမယ်နှလုံးထဲနေပြီးတော့ရောက်လာတဲ့သွေးတွေအဆုတ်ထဲရောက်တဲ့အခါမှာအောက်ဆီဂျင်အပြည့်အဝနဲ့ပြန်ထွက်သွားတစ်ခုလုံးရောက်အဲဒီလိုနဲ့တစ်ခုလုံး healing တွေသူ့အနေနဲ့သူဖြစ်လာပါလိမ့်မယ်ဝင်လေထွက်လေချာချာနာနာရှုရှိုက်ပြီးခန္ဓာကိုပင်မနာစိတ်ပင်မနာကိုလက်ခံ unconscious reaction ဆိုတာမသိစိတ်ကတုံ့ပြန်တာမျိုးလက်မခံတာမျိုးထွက်ပြေးတာမျိုးရှိတတ်တယ်ဒါကြောင့်ကိုယ့်အကိုသတိပေးရတဲ့ခန္ဓာကိုပင်မနေတယ်စိတ်ပင်မနေတယ်ကိုယ့်အကိုသတိပေးပြီးတော့ဝင်လေထွက်လေချာချာနာနာရှုရှိုက်ခုတခါခေါင်းကနေပြီးတော့ခြေပေါ်အထိတမျက်စိလဲသလိုဆွေးပင်တတိကိုတစ်ခုလုံးခေါင်းကနေပြီးတော့ခြေပေါ်အထိတတိလေးနဲ့ကြည့်ပေးပါတင်းနေတဲ့နေရာလေးရှိရင်အဲ့တင်းနေတဲ့နေရာလက်ခံလိုက်ပင်မနေတယ်တင်းနေတယ်ခန္ဓာကိုယ်ကပေးတဲ့ message အသိဉာဏ်လေးနဲ့ဖတ်ကြည့်ဝင်လေထွက်လေချာချာနာနာရှုရှိုက်ပြီးဒီ relaxation exercise ကိုစိတ်နှစ်ပါးအပန်းဖြေတဲ့နေရာတိုင်းမှာလုပ်လို့ရတယ်ယုံခမ်းမှလည်းလုပ်လို့ရတယ်လုပ်လို့တဲ့နေရာမှာလုပ်လို့ရတယ်ထမင်းစားပြီး9မိနစ်10မိနစ်လောက်စားတဲ့နေရာမှာတင်လုပ်လို့ရတယ်ခန္ဓာကိုပင်မမှုနဲ့စိတ်ပင်မမှုကိုအတိနဲ့coordinateလုပ်ပေးတယ်ချားဝင်ပြီးတော့ညှိနှိုင်းပေးတယ်စိတ်နဲ့ခန္ဓာကိုယ်နဲ့နားလည်မှုရှိအောင်ချင်းနားလည်မှုရှိအောင်ရှိပြီးတော့တပြိုင်တည်းအနာယူအောင်ကဲဒီလောက်ဆိုဆင်ပြေပါပြီမျက်လုံးဖွင့်လို့ရပါအလူရှင်များနဲ့တကွာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဖြစ်တွင်ဖြစ်ပါနောက်ပြီးတော့ကဘာသူကဘာသားအားလုံးဘေးကင်းရန်ကွာချမ်းသာချမ်းသာကြပါစေဘေးကင်းရန်ကွာချမ်းသာချမ်းသာကြပါစေဘေးကင်းရန်ကွာချမ်းသာချမ်းသာကြပါစေလောကရေးရဓမ္မရေးရနှစ်ဖြာစလုံးမှာကြိုးစားသမျှအောင်မြင်ကြပါစေကြိုးစားသမျှအောင်မြင်ကြပါစေကြိုးစားသမျှအောင်မြင်ကြပါစေမိမိကောင်းကျိုးအများကောင်းကျိုးဖူးတွဲပြီးတော့တို့ရဲ့သေဘုဆိုင်နိုင်ကြတဲ့ပါရမီရှင်များဖြစ်ကြပါစေ